သမီးလေးကကန်ကောင်းလိုက်တာမောင်ကြီးကသမီးကိုဂရုစိုက်နေတယ်ကမမေထင်တာအော်မေဒါဆိုရင်လေသမီးဦးခေါင်းထဲလိုက်တာမှန်တာပေါ့နော်ဘယ်နဲ့ပြောပါလေသမီးရဲ့မှန်တာပေါ့ငါသမီးလေးကကလေးဆန်းနေအိမ်တော်ပြုဖို့အရွယ်ငယ်သေးတယ်ဆိုပေမဲ့သမီးကိုထိန်းကျောင်းနိုင်တဲ့မောင်ကြီးရတယ်လူမျိုးဆိုတော့မမေကစိတ်ချတာပေါ့အော်ဒါပေမဲ့လေမေဦးကသမီးကိုရွေးလိုက်တာတူလေးချောင်းလို့မေမထင်ဘူးလားရဲ့အဲ့ဒါလည်းပါမှာပေါ့သမီးရဲ့ဒီမှာသမီးမောင်ကြီးကလူပညာတတ်ပြီးတင်ញင်တဲ့သူတယောက်ကအိမ်တော်တစ်ခုလွယ်လွယ်နဲ့စဉ်းစားမှာမဟုတ်ဘူးအဖက်ကစဉ်းစားပြီးမှဆုံးဖြတ်တာသူ့အနေနဲ့ကလည်းဒါကိုထက်တက်တယ်ဆိုတာလည်းသဘာဝကျပါတယ်ဟုတ်ပါတယ်လေဆမ်းမေကကိုဘာသာကိုတွေးချော်နေရပါသူသမီးကိုချစ်ပါမလားဆိုပြီးတော့စဉ်းစားနေရပါမင်းရဲ့အမလေးအားလိုက်တဲ့ငါသမီးလေးရဲ့ငါသမီးလေးကဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆိုတော့ကိုမသိဘူးလားသမီးလိုလေချစ်စရာကောင်းပြီးသဘောမနှောကောင်းတဲ့မိန်းကလေးကိုမှမချစ်တော့ဘသူ့ကိုသွားချစ်မှာလဲကဲပါသမီးရဲ့ဘာမှရှောက်တွေးမနေနဲ့တော့မထွေးရလည်းမမေကိုငါးပူလာပြီမမေတို့မင်္ဂလာရက်သတ်မှတ်လိုက်တော့မယ်နော်မမေသမီးလေးကလေပြန်လို့ဆင်းလို့တော့ပြီးလှလိုက်ကြကိုရဲ့ဟုတ်တယ်ဆမ်မီနီအရန်လာတာပဲဒီလားနင်းလှကိုရှာဖွေတွေ့ရှိပြီးတော့ကောက်ယူသွားတဲ့ဥမူရရလေလူလေးတိလားနေရလေဦးကိုအဲ့လိုမပြောပါနဲ့မဲညားတော့မညားသေးဘူးနော်သူချစ်ချီပန်နာနေဟုတ်တယ်သမီးအခုဆိုရင်အင်တာရှင်ဖြစ်တော့မှအရင်လိုကလေးစိုးလို့မရတော့ဘူးနော်ဟုတ်ကဲ့ပါမေပြီးတော့မိုးဆိုးမသမီးချွတ်တက်နေခဲ့ရနေပြီးတော့အခုလိုတခေးကြတော်ကြီးဖြစ်လာတဲ့အခါမှာပြောတတ်ဆိုတတ်မယ်ဝတ်သက်စားတတ်မယ်အမှုချင်းနေရတယ်လူကြီးဆန်မယ်နော်သမီးဟုတ်တယ်ဆမ်မေနင်ကတော့တထေးကြော်ဖြစ်သွားတယ်ဆိုပြီးတော့ဘဝမေ့သွားလို့မရအောင်နော်ပြီးတော့နင်ငါ့ကိုလုံးဝမေ့သွားလို့မရဘူးနင်ငါ့ကိုမေ့သွားရဆိုရင်တော့နင်နဲ့ငါနဲ့အတွေ့ပဲမေ့စရာလားငါဘဝမှာလေအချစ်အဆုံးတကယ်ကြီးဆိုလို့နင်တယောက်ပဲရှိရမှာနောက်တစ်ခုရှိသေးတယ်သမီးအောင်ကျော်ဝီရကိုငါသူစနီးပဲဆိုပြီးစိတ်ကောက်တာတို့ငယ်ဆိုးဆိုတာတို့ဘာမဟုတ်တဲ့ကိစ္စလေးတွေပြဿနာရှာတာမျိုးမလုပ်အောင်တော့သမီးဒီမှာရည်ကြီးတဲ့စနီးကောင်းဖြစ်ရမယ်အရင်လိုပဲယူတရားမယ်နော်သမီးလာနော်ဆန်းလာသမီးပြီးလားအော်ပြီးရနေပြီမမတို့မပြီးပြီးပါဘူးနားလေးပြီးနေပြီအဲ့ဆိုထွက်လိုက်ကြအောင်ကဲဟုတ်ကဲ့ဟုတ်တယ်လေညီမလေးကလည်းအတင်းတော့မနဲ့လေပြက်ပြက်တွေပြက်ကုန်ပါဘောတင်းရောက်မှနဲ့နော်သမီးကိုကြီးအတွက်ချန်နာအောင်လေချန်နာမယ်ဟာတူလေးလေးဒီနေ့အရန်လာရဲပြီလားဒင်းကြီးလေးကစမ်းမစ်ကိုချုပ်ပြီးတာတူကြိုက်လားကြိုက်တယ်အရင်ကြိုက်တယ်အဲ့ကြောင့်ဆမ်မီကိုချစ်တာဟာဟိုမှာတာဒီချစ်မယ်တာဒီကျမတူကျမပဲပန်းကျဲညီမလေးမလုပ်ပါဘူးညီမလေးကလည်းဒီပန်းကျဲဒီပါကျဲဖို့မဟုတ်ဘူးခန်းမလည်းရောက်မှကျဲရမှာညီမလေးပြီးတော့ညီမလေးနဲ့လည်းမဆိုင်ဘူးလေအဲ့သူကျဲရမှာတော့လည်းတော့မရဘူးတူပဲပန်းကျမတူပန်းကျဲချင်တာချွေးညီမလေးတူကိုကြီးပြီးတော့တေချာထားတော့ဟမ်
တော်လေးလည်းမဆိုင်ဘူးလေညီမလေးဒါကလေးအလုံးမမဟုတ်တာတော့တမီးလေးနော်နေပါလေနော်ညီမလေး မရတူတူပဲကျဲချင်တာဟိုကဲပါဦးလေတူတူလေးကျဲချင်လို့ရှိရင်ပေးကျဲလိုက်ပါတူတူကပန်းချင်းချင်းတွေကတနာပါတယ်ဟိုညီမလေးကိုလည်းတခုခုပြောင်းလို့ထားလိုက်တော့ စမ်းမြင်ချင်းနဲ့ဆိုတော့ပြီးတာပါပဲသူကစမ်းမြင်မကြိုက်ပါဆိုလို့ပြောနေတာ ။အိုးစမ်းမရကျင်းတတ်ပါတယ်။တူတူလေးပြောရဲဆိုရင်စမ်းမလည်းပြောရတယ် ကျေးဇူးပဲစမ်းတယ်ကျေးဇူးရမ်းတက်ပါတယ်ကဲတူမစမ်းမြင်ပြောနေတယ်တူလေးပန်းချဲလို့ရပြီတဲ့ ။ပြောရင်ပန်းချင်မယ်ဒီကွာရှိသွားမယ် အဲ့ဒီကိုညီမလေးကိုတူစီနေပေးလိုက်ပါနော် ။ဒီလားသူပန်းချင်နေပြီ။ကျဲမှာတော့ကျဲပြီ ဟာညီမလေးဒီမှာအများကြီးမချင်းနေလေညီမလေးခမ်းပါထဲမှာကျေကိုကုန်သွားလိမ့်မယ်နော် ။အဲ့ဆိုခမ်းပါလေလည်းလာပါလေ။ဒီလားသူပန်းချင်နေပြီ လိုက်ခဲ့မယ်နော်စမ်းမြင်ကိုဘွားတော့သူတို့သမီးရွေးတာကိုတော့အချမ်းမှန်တော့ အဲ့ဒါဆိုလို့ရှိရင်အန်ဒီတွေ့တယ်ဖုန်းကိုသူ့ကိုပေးလိုက်ပါလားကျွန်တော်ဖုန်းထဲကနေပဲချော့လိုက်မယ်လေမဟုတ်ဘူးအန်ဒီတွေ့တယ်သူတို့ငိုနေတာအရန်ကြာလို့ရှိရင်မောမှာဆိုလို့သမီးရောစားပြီလားသမီးလည်းတွေ့လိုက်အောင်တော့ဘိုင်းအောင်နေဦးမယ်ဒါမှမဟုတ်လို့ရှိရင်အန်ဒီကျွန်တော်ပြောမယ် TV ဖွင့်လိုက်ပြီးလို့ရှိရင်သူကြိုက်တဲ့ကာတွန်းကားလေးပြလိုက်အဲ့ဒါဆိုငိုတိတ်သွားလိမ့်မယ်ကာတွန်းကားလေးဟုတ်တယ်အဲ့ဒီကားကိုပြောတာဟောရပါတယ်ဒီတွေ့ရဟုတ်တယ်လေစေးတွေကအဲ့အန်ဆိုရဲ့ဒုတိယအဆင့်မှာထည့်ထားတယ်အဲ့တွေ့ရအန်ဒီတာမက်ဆေးကအနီတစ်လုံးရဲ့အဖြူတစ်လုံးရဲ့အန်ဒီဖတ်မိတယ်မလားအပြီးတော့ကြံသေးတယ်နော်စေးတက်ပြီးတော့လို့ရှိရင်အဲ့ဒါတူတူကဂျယ်လီစားလိုက်မယ်နော်အရေကလေးတာမှာဖွင့်ပြီးတော့ဂျယ်လီရှိလားမရှိလားတော့ပြီးတော့ကြည့်ထားအောင်မရှိဘူးဆိုရင်အစိုးရကြိုးပြီးဝယ်ခိုင်းတာစားကနေမှဂျယ်လီမရှိဘူးဆိုတော့တစ်ခါထပ်ပြီးတော့ကြီးကြအောင်မယ်အဲ့ဒီတွေ့ရအဲ့ဒီကျွန်တော်စိတ်ချမယ်နော်အဲ့တွေ့ဟုတ်ပြီတွေ့တာပြီးကျွန်တော်ခဏနေလို့ရှိရင်ဖုန်းထပ်ဆက်မယ်ဒီလိုလို့ကျွန်တော်အိတ်ခံနေလို့ရှိရင်ကျွန်တော်ဖုန်းတစ်ခေါက်ထပ်ဆက်မယ်အဲ့ဒါအန်ဒီတွေဟိုဖုန်းကိုတခြားကင်ထားအောင်နော်တော်ကြကျွန်တော်ဖုန်းဆက်တာကလက်ထက်မှာဖုန်းမရှိလို့ဆိုတော့မကြောက်လို့ဖုန်းကိုမကင်မဲနေဦးမယ်ကျွန်တော်လည်းမစိတ်ချတာမဟုတ်ဘူးအန်ဒီတွေရဲ့ဖုန်းတခြားယူတာတော့အန်ဒီတွေပြီးကျွန်တော်ပြန်ဆက်မယ်ဟုတ်ဒါပဲ ။အိုးတူတူကဘာဖြစ်လို့လဲ ကိုယ်အဆမ်းမီရောနေရစလုံးကဒီနေ့ညဒီမှာရောက်နေတော့တူလေးကကိုရိုးစီကိုပဲသွားချင်တယ်ဆိုပြီးတော့တအားချီကြနေရတယ်ကိုရိုးစီကိုသွားချင်တယ်လိုက်သွားချင်တယ်ဆိုပြီးတော့ပူဇော်နေရတယ်ငိုနေရလဲနိုင်ခွဲလောက်ရှိနေပြီလုံးဝချိုးလို့မရဘူး ဟုတ်အဲ့ဒါဆိုလို့ရှိရင်စမ်းမယ်ကိုဒီမှာမအိတ်တော့ဘဲနဲ့အိမ်မဲပြန်ကြမယ်လေ ပြန်လို့တော့မဖြစ်သေးဘူးလေဆမ်းမီဒီအခန်းကိုဟိုတယ်ကလက်ဖွဲ့ပေးထားတာလေတောင်းတော့အိမ်ရမှာပေါ့ ဦးကလည်းအဲ့ဒါအရေးကြီးလို့လားဟိုတူတူလေးကအခု အဲ့ဒါတည်းပို့ပြီးအရေးကြီးတာဘယ်လိုပဲဖြစ်နေဒီညမှာတော့ကိုနဲ့ဆမ်မီနဲ့နှစ်ယောက်တည်းပဲတူတူရှိကြတယ်လေဘာဖြစ်လဲဆိုတော့ဒီညမင်္ဂလာဦးညလေးဆမ်မီ ဦးကလည်းစမ်းမရတူတူလေးတအားငုံနေမှာဆိုလို့ပါ ထားလိုက်ပါမနေ့ကျတော့မှပဲစောစောထားပြီးတော့ပြန်လိုက်တော့မယ်ပါလေဆမ်မီကအခုလိုမျိုးမင်္ဂလာဦးညမှာကိုနဲ့တူတူရှိမနေချင်ဘူးလား အဲ့လိုတော့မဟုတ်ပါဘူးဦးကလည်းဟိုကစမ်းမရ ဘာမှဆက်မပြောနဲ့တော့ဒီနေ့ညမင်းကိုပိုင်နေ ။အ
ပါနဲ့ဖះအောင်မယ်လေ စမ်းမေညီမလေးကမိုးလင်းလို့နိုးလာမနက်စာကိုနဲ့မှတူတူစားတတ်တာသူကိုလို့ပြတဲ့ထီစောင့်နေဘိုက်စာနေမှာဆိုလို့ကိုစောစောပြန်သွားတယ်စမ်းမေနေချာချာအိမ်မောကြနေရတယ်ကိုမနိုးသွားတာစမ်းမေနိုးရဲ့ဟိုတယ်အောက်မှာကိုကားနဲ့ဒရိုင်ဘာထားခဲ့တယ်ဆမ်မီအေးစစ်စစ်မှလိုက်လာခဲ့တော့ပြန်လာပြီနွယ်လေးရေအိမ်လာတက်လိုက်အောင် စမ်းမိတဲရောက်လာပြီ စမ်းမေဘာစားခဲ့ပြီ အော်ဘာမှတော့မစားလိုက်ခဲ့ဘူးပြည့်စည်ရသိနေရတယ်မေ့ရော အော်သမီးရေ9နိုင်တောင်ထိုးနေပြီစားနေမှာပေါ့အဲ့ဆိုအန်ဒီတစ်ခုကိုပြင်လိုက်မယ်နော် တူတူကကိုကြီးနဲ့တူတူစားပြီးသွားပြီ မောင်ရရေစမ်းမေရောက်လာပြီမင်းကလုတ်သွားအောင်လို့လားမင်္ဂလာဦးရဲ့ကြီးမှာကွယ်နည်းနည်းပါးပါးနားပါအောင် နားရတော့ဘောအနေထွေးရယ်နားလို့မမရဒီနေ့ကနိုင်ငံသားတွေနဲ့မီတင်လုပ်ဖို့အတွက်ကိုတိတ်ပေးထားတာလေအဲဒါကြောင့်ကျွန်တော်သွားအောင်အဆမ်းမေအားလုံးစင်ပြေရနော် ဟုတ်ပြေးပါရဲ့ ပြီးရောလေခေတ်ဆိုကျွန်တော်သွားပြီအားလုံးပါ ဆမ်းမိတူတူဘိုက်စားတယ်အကျော်ဝယ်ကျွေးဟိုတခါစားရဲ့ပဲကက်ကြော်လေးစားချင်တယ်ဝယ်ချင်နော်ဝယ်ချင်ပါ ညီမလေးညီမလေးဘိုက်စားလို့လားခုနပဲကိုင်းနဲ့ breakfast စားထားတာလေညီမလေးဘိုက်စားပြီလားအခု မဟုတ်ဘူးဟိုတခါကဆမ်းမိဝယ်ကျွေးပဲကက်ကြော်စားချင်လို့ဆမ်းမိဝယ်ကျွေးကဝယ်ပေးနော် ကဲအဲ့ဒါဆိုလို့ရှိရင်လည်းအန်ဒီထွေးနွယ်နွေကိုဝက်ခန်းလိုက်ပါမယ်ကွယ်စမ်းမေကမနေ့စာတွေ့တီဘာမှမစားရသေးဘူးသမီးရဲ့ ရပါရဲ့အနီထွေးရဲ့ဟိုတူစားနေကြကြော်ဆိုင်ကဟိုဈေးနာလမ်းကြားထဲမှာဆိုတော့ဟိုစမ်းမေပဲတည်တာပါစမ်းမေပဲဝယ်ပေးလိုက်ပါမယ်ဟုတ် ဟောအဲ့ဒါကောင်းတယ်လေအဲ့ဆိုရင်လားဟိုကားနဲ့တစ်ခါလိုက်ပို့ပြီမယ် ။အိုးရပါရဲ့အဲ့လမ်းထဲကလည်းဦးရဲ့ကားကြီးနဲ့ဝင်လို့အဆင်မပြေပါဘူး။ဟိုဦးစီးဝင်နောက်ကျနေပါအောင်မယ်။ဆမ်းမေဘာသာဆမ်းမေပဲတောင်းဝင်လိုက်ပါမယ်။သူခဏဆောင်နော် မြင်ပြန်တာနော် အဲ့ထွေကျွန်တော်ကတော့လေကျွန်တော်ရဲ့ညီမလေးအတွက်ကိုရမ်းကိုစိတ်ချသွားပြီဘာဖြစ်လဲဆိုတော့ကျွန်တော်အစာဆမ်းမိရောက်လာလို့ပဲကဲကျွန်တော်တော့မယ် ကောင်း တူတူကိုကြီးတော့မယ်လေမနေရနော် ။
သမီးကအခုအိမ်အောင်လဲကြာသွားပြီပြီးတော့ညားကစားဆိုတော့အင်ဂျင်ဘလောက်ကြီးပဲနင်းနေမမေစီကိုခဏမလာပါနဲ့သမီးရေမကောင်းပါဘူး မမေကလည်းမမေစီကိုတတိယလို့လာလေတော့ဥစားကိုတင်းရွက်မောင်းထုံနေတယ် မောင်းထုတ်တာမဟုတ်ပါဘူးသမီးရေသမီးကလက်ထပ်ပြီးပြီဆိုတော့မမေကဆိုင်အောင်မဲဆိုင်တော့တာမပိုင်တော့ဘူးသမီးကိုပိုင်တာမောင်ကြီးကသမီးကိုညူစုမှာဆိုလို့မမေကပြောနေရတာပါ မမေစီကိုလာလေရလောက်ကတော့ဦးကဘာမှမပြောပါဘူး ပါဇက်ကဖွင့်မပြောရင်မဲစိတ်ထဲကတော့ဘယ်ကျင်တတ်ပါမလဲသမီးရဲ့ပြီးတော့ခုလိုအချိန်မှာသမီးရဲ့အချိန်နဲ့မောင်ဝီရအတွက်ပဲဖြစ်တင်တယ်ပြီးတော့မိမိလည်းကြမ်းကြမ်းမမိုင်ရှိပါသေးတယ်သမီးရဲ့ အင်းပါကိုမေတယောက်တည်းအစင်မပြေရလားဆိုပြီးတော့ခဏလေးလာတဲ့ဥစားစူပဲစူနေပြန်ပါပါ စူတာမဟုတ်ပါဘူးသမီးရဲ့သမီးကိုလေသူတို့ဘက်ကအပြစ်မြင်မှာဆိုလို့ပြောနေရတာပါသူတို့အမြင်မှာသမီးကို6ပြက်ကင်တဲလဲစဉ်ဖြစ်စေချင်တာနောက်ကိုဖုံးမဲဆက်နော်ပြီးတော့လေသမီးတော်လေးကမေမေနဲ့လာနေမယ်တဲ့မိမိမှဖော်ရပါပြီသမီးရဲ့ ဟုတ်ကဲ့ပါမေရဲ့ဟိုမေလည်းတခုခုဆိုရင်သမီးဆိုဖုန်းဆက်နော် အေးပါသမီးရဲ့ငါသမီးလေးကကိုလင်သားကိုဂီးဆိုင်ဝတရားတွေမပြတ်စေနဲ့ကဲသမီးပြန်တော့နော်သမီး ကဲဒီကကလေးရောဘာပုံရင်ပြောပြရအောင်ပြော ဦးကလည်း ဆမ်မီကိုစီဆိုးနေသေးလား ဘာလို့ဆိုရမှာလဲ မင်္ဂလာဦးညပြီးတော့နောက်တစ်နေ့မနက်မှာဆမ်မီကိုတယောက်တည်းထားခဲ့လို့လေဟိုတယ်မှာတယောက်တည်းကြံခဲ့တာဆိုတော့ဆမ်မီလန့်သွားသေးလား နည်းနည်းတော့အားငယ်သွားတာပေါ့ဟိုတယ်မှာတယောက်တည်းနေခဲ့ရဆိုတော့ ညီမလေးကြောင့်ပါဆမ်မီရဲ့ကိုလူရဲ့ပြပါတွေကလေညီမလေးငယ်တွေကဆုံးသွားတာဆိုတော့ညီမလေးကကိုယ့်ပဲအမေကိုယ့်ပဲအဖေလုပ်ပြီးနေခဲ့ရတာလေကိုယ်အရန်ကက်တာဆမ်မီတွေ့ရမှာ စက်မနားလဲပါတယ် ဆမ်မီကိုမင်းအောင်မယ်ဆမ်မီအခုအလုပ်လုပ်နေတာလေအဲ့ကနေအလုပ်မလုပ်နေတာထွက်လိုက်တော့လို့ကိုပြောထားတာအလုပ်ထွက်တော့မယ်ဆိုတဲ့အကြောင်းအလုပ်ရှင်ပြောပြပြီးပြီလား စက်မလည်းအဲ့ဒါမင်းမလို့စက်မအလုံးမထွက်လို့မရဘူးလားအဲ့လိုကိုစက်မရဝါသနာပါလို့ ဟိုလည်းလေဆမ်မီကိုအလုပ်တော့မထွက်စေချင်ပါဘူးဒါပေမဲ့လည်းဆမ်မီကတနေ့ကုန်အလုပ်သွားတဲ့အခါကျတော့ညီမလေးကတနေ့ကုန်ပြင်းနေတာဆမ်မီရှိမှသူကပြောတာဆမ်မီ အမ
ဦးကသူ့သူနာမှာနေစီချင်တော့လဲစမ်းမေကနေပေးရမှာပေါ့ စမ်းမြလေအရန်လိမ့်ပါပဲအခုစမ်းမြကိုယ့်ရဲ့ဇနီးဖြစ်နေပြီပဲအလုပ်လုပ်ဆရာမလို့ပါဘူးစမ်းမြဘာလုပ်ရလဲဘာဖြစ်ချက်လဲကိုအားလုံးပြည့်စုံဖန်တီးပြီးမှာ ဟိုစမ်းမေတခုလောက်တော့တောက်ဆိုခြင်းနဲ့ဟိုအဲ့လိုကိုစမ်းမေတစ်လားလောက်တော့ဆက်လုပ်ခြင်းသေးရဲ့တစ်လားပါပဲဦးရဲ့တစ်လားပြီးရင်ထွက်ပါပဲ ဖြစ်နိုင်မယ်ဆိုရင်တော့လေအဲ့တလားကိုပြီးပြီးတော့မလုပ်ချင်တာကဲပါကိုမတရားရကြနေပါဦးမယ်စမ်းမတလားပဲလုပ်ချင်တာနော်ရဆိုတလားလို့တလားပြီးလို့ရှင်တော့အလုပ်ထွက်ရမယ်ဟုတ်ပြီလားဟုတ်စမ်းမအလိမ့်ပါအေးမနော်ညီမလေးဘယ်လိုဖြစ်နေလဲညီမလေးရဲ့ညီမလေးအရင်နေမကောင်းဖြစ်နေရလားဟမ်ဟာဟုတ်တော့ဗောကိုယ်လည်းပုံနေတယ်ညီမလေးအဲ့တွေ့ဘယ်လိုဖြစ်လာလဲအဲ့တွေ့ရဲ့ဒုက္ခပါပဲဆက်မေညီမလေးကိုအဖျားတိုင်းထားသေးလားပြီးတော့ညီမလေးထက်ကောအန်သေးလားဟမ်အဲ့တွေ့ညီမလေးကမဆေးလိုက်ထားသေးလဲ ဖြည်းဖြည်းမေးပါမောင်ဝေရရဲ့တိတ်လဲစိတ်ပူနေပါနဲ့မင်းကဘာလို့ရုံးကပြန်လာရတာလဲခုထူးကြရင်ပုံမြတ်ဆက်ပါမယ်ဆိုတာ အနေတွေ့ရလေညီမလေးကဒီလောက်နေမကောင်းဖြစ်နေဟောကျွန်တော်ပြန်မလာလို့ဖြစ်မလားအနေတွေ့ ဦးရဲ့အဖျားကလည်း69ပဲရှိတာပါပြီးတော့ပါရာစီတမောလည်းတိုက်ပြီးပါပြီအန်နာကလည်းတစ်ခါတည်းအန်တာပါအခုလည်းစံပြုံးတောက်နိုင်နေပဲဦး ညီမလေးကိုယ်ရက်တွေကြိုက်နေသေးလားခေါင်းမူသေးလားဟဲ့ကိုရပြောညီမလေးဘာစားချင်လဲဘိုက်စားလားကိုကြီးတော့ပဲမယ်လေပြောဘာစားချင်လဲပြောဟမ်မလေးပြော တူတူကနေကောင်းသွားပါပြီကိုဘာမှဖြစ်ပါဘူး တော့ပါလေညီမလေးရဲ့ဆက်မေညီမလေးအန်တယ်ဆိုတာဘာအယောင်နေအန်တာလဲပြီးတော့ဘာတွေအန်တာလဲသွေးလွန်တုပ်ကွေးဆိုလို့ရှင်အညိုရောင်နေအန်တယ်လို့ကြားဘူးတယ်တော့ကြောင့်သွေးလွန်တုပ်ကွေးဖြစ်နေမှာဆိုလို့ မနက်ကစားရအစာမကြေဖြစ်ပြီးပြန်အန်တာပါဘာမှဖြစ်ပါဘူးဦးရဲ့စမ်းမတောင်လုံးတေချာကြည့်ပေးတာပါတယ် အဲ့တော့ညီမလေးကိုကြီးကပြောတာဗောတွေ့ကြရတယ်မစားနဲ့လို့ကဲကြည့်အခုတွေ့ကြရတယ်စားတော့ညီမလေးအစာမကြေဖြစ်ပြီးတော့နေမကောင်းဖြစ်ပြီတွေ့ရမလားအနေတွေ့အဲ့ကြောင့်ကျွန်တော်အနေတွေ့ကိုလည်းပြောတယ်ညီမလေးကိုကြွေးလို့ရှင် तू စားချင်တာတွေပြောမကြွေးပါနဲ့အစာကြေလွယ်မဲ့ဟာပြီးတော့ကျမကြီးနဲ့ညီတို့မဲ့အစားစားအဲ့ဒါမျိုးတွေပဲရွေးပြီးတော့ကြွေးမှာဗောအနေတွေ့ရတယ် မလီမင်းညမတော်ကငါတို့စကားကိုတော်တော်နားထောင်တာကိုတင်အောင်စလုံးကိုမနိုင်ဘူးပြောချင် အနေတွေ့ရတယ်အနေရ ဦးကအရန်စိတ်ပူနေရလားစမ်းမေဆရာဝန်စီကိုဖုန်းဆက်ပြီးပါပြီခုလဲဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းစမ်းမေစောင့်ကြည့်နေရပါ ကိုမဒီညီမလေးတယောက်တည်းပဲရှိလို့ပါစမ်းမိတယ်တခုခုဆိုရင်ကိုလုံးဝအမခံနိုင်ဘူးအဲ့ဒါကြောင့်ပါတော့ခေဆိုင်လာညီမလေးကြတော့စမ်းမြေယောက်ျားမဟုတ်သေးပါဘူးတခုခုတော့မှားနေတယ်လို့ပဲအဲ့တော့စိုးရင်စိတ်များနေတာဘယ်ကောင်းမှမလဲ ဟုတ်တယ်ဝါကေတီရဲ့စမ်းမေလည်းခုတစ်ခေါက်ကြာမှနည်းနည်းတတိထားမိတာဦးကလေသူညီမတော့ဆိုလို့ရှိရင်စိုးရင်စိတ်တွေအရမ်းများပြီးတော့ပြပါတလေးဖြစ်တော့တာမမတဲ့စမ်းမေလည်းတူတူလေးကိုတေးချာခီယူတစ်ဆိုင်နဲ့အမြဲတမ်းစောင့်ကြည့်ပေးပါတယ်ဒါပေမဲ့ဦးကဘာလို့လဲတက်တက်လို့ဖြစ်နေလဲဆိုတော့စမ်းမေလည်းစဉ်းစားလို့မရတော့ဘူး ဒါဆိုရင်တော့တေချာလေးလာအကဲခတ်အောင်တော့စမ်းမေအဲ့လောက်စိုးရင်စိတ်များနေရဆိုရင်တစ်ချိန်ချိန်မှာစိတ်ရောဂါဖြစ်သွားနိုင်တယ်မမမိတ်ဆွေထဲမှာလည်းအဲ့လိုလူမျိုးတွေရှိတယ် ဟုတ်လားမဟာဆိုတော့ဒုက္ခပါပဲဦးကလေတူတူလေးအတွက်နဲ့စိုးရင်စိတ်တွေဖိစီးနေရနေမှာ
သူ့ဘဝတက်တောင်မှစဉ်းစားရမရှိသလောက်ပါပဲမရဲ့ တနာတော့တနာပါတယ်ဒါဆိုရင် तू ကသူ့ဘဝကိုသူ့ညီမလေးအတွက်ပဲရှင်သန်နေရတယ်ဆိုတဲ့သဘောပေါ့ဆမ်းမီလည်းသူ့ကိုရောသူ့ညီမလေးရောဖြည့်ဆည်းနေရဆိုတော့လွယ်တော့မလွယ်ဘူးနော်အိမ်အောင်ရေးဆိုတာလည်းခက်သားလား ဟုတ်တယ်မမရဲ့စမ်းမေလေးအိုးဘေးကနေကြည့်ပြီးတော့တနာလဲတနာတယ်မောလဲမောပါတယ် ချစ်တာလေးရောမပါဘူးလားဆမ်းမီရဲ့ မမကလည်း ဒီလောက်ကိုလို့ရှိရင်အလုပ်ထွက်မဲ့ကိစ္စမက်ကစ်တီကိုပြပြထားလိုက်ဆိုတာပြပြပြီးပြီလား ကြောက်ပြီ စက်မေအရန်လိမ်ပါတာပဲကောင်းတယ်စက်မေစက်မေလောက်ကထွက်ပြီးတော့အိမ်မှာညီမလေးနဲ့အချိန်ပြည့်ပေးနိုင်မယ်ဆိုလို့ရှိရင်ညီမလေးကလည်းအရန်ကိုဝတ်တာပျော်လဲပျော်ပါစက်မေကဘာတွေလိုအပ်တာရှိနေလဲဘာဝယ်ခြင်းလဲဖယ်သွားခြင်းလဲကို့ပြောလေစက်မေလိုချင်တာဝယ်ပေးမယ်စက်မေကကို့တခါမှပူစားတယ်ဆိုတော့လည်းတခါမှမရှိဘူး စမ်းမေဘာမှမလုပ်ရ ဟုတ်ပြီပါဘူးရပြီခဏဆက် ဘာမှမလုပ်ဘူး စက်မေကိုစက်မေစားချင်တာဝယ်ကျွေးမယ် ဘာဝင်ကြည့်မှာ ရှိတယ်ပေါ့ ကိုကလည်း စားမလားမစားဘူးလားတစ်ခွန်းနဲ့ပဲပြော စားမှာပေါ့ စားမယ်ဆိုရင်စိတ်ကောင်းတယ် မ
တင်းဆောခေါ်လာလေ ဩမြန်မြန်လာအောင်ဆွဲခေါ်လာတာဗောတူမနိုးခင်အမြန်ခေါ်လာတာလေ ပြီးမှအေးစိတ်ကူးလည်းရရပဲဟာစမ်းမင်လည်းဒီမှာတနေကုန်ရှိရပဲ စမ်းမေရလေတူနိုးလာလို့ရှိရင်မင်းအေးစိတ်ရေကူးတင်လို့ရမှာမဟုတ်ဘူး तू ကလိုက်ပြီးတော့နှောက်ရက်နေမှာမင်းမရေကူးတင်နေတယ်ဆို တင်းတော့တင်ပါပါဒါနဲ့ဒီဝတ်ဆောင်ရ ဩဒီဝတ်ဆောင်ကဘာဖြစ်လို့လဲရေကူးတင်တာပဲရေကူးပဲဆိုလို့ရှိရင်ရေကူးဝတ်ဆောင်နဲ့ကူးမှာပဲရမှာလေဘာဖြစ်နေလို့လဲဝတ်ဆောင်က စမ်းမင်မှာဒါမွေးတော့မှမွေးဘူးလားရှက်လိုက်တော့ ရှက်တယ်မင်းကရှက်အောင်ဒီပတ်ဝန်းကျင်မှာမင်းနဲ့ကိုနဲ့နှစ်ယောက်တည်းပဲရှိတယ်အကိုကလည်းတစ်စိမ့်မဟုတ်ဘူးမင်းရဲ့ယောက်ျားလေအဲ့ဒါသိရလား တိပါရဲ့ဥကိုရှက်တာလည်းမဟုတ်ပါဘူးအနီထွေးတို့အိမ်ထဲကကောင်မလေးကိုကြည်နေမှာရှက်တာ ဒုက္ခပါပဲကွာဒီမှာမင်းကိုလေအားရရမင်းမချင်းဘသူမှထိုင်ပြီးတော့အချိန်ကုန်ခံပြီးချောင်းမနေဘူးနော်ကဲတော်ပြီတော်တူနိုးလာလေဦးမယ်အချိန်မရှိဘူးနော်မင်းတို့ဟိုအင်းဆိုအင်းမြန် ဟာကိုအောင်ချုံမယ် ပြီးပြီလား ပြီးပြီ သိုးပါ ဟာဟိုလည်းဘာပြောနေရလဲရှက်ပါဘူးနော် ကဲစက်တာနဲ့ပဲအချိန်ကုန်တယ်လာပြားဟဲ့ကွာဒီကုတင်နေတာနည်းနည်းတက်စတက်စီရော့ ဘာလို့ရလဲဟာရှင်မိုးတော့တင်အောင်မယ် ရေကူးတင်တာအမြန်တက်ရှင်တယ်ဆိုအမြန်တက်ရှင်လို့ရှိရင်ဒီနည်းနဲ့တင်မှာအမြန်တက်တာနော်ကဲအမောပြေတော့ပြီမလားအမောပြေလို့ရှိရင်နောက်တော့ထပ်ကူးလိုက်အောင်ရောကူလာတော်ပြီကူလာအော်လက်ကိုပဲလာပြီးတော့ဆွဲနေလက်ကိုလာမဆွဲနဲ့ဒီကနေပြောဆွဲကိုတွန်းလိုက်မယ်နော်ရအောင်ကူ ready 1 2 3 go ရပြီအဲ့နောက်ထပ်2ရက်လောက်ဆိုတက်ပြီသိလားဒီဆိုင်မှာစမ်းမြင်ရှိလားစမ်းမြင်ပါမ ရှိပါရဲ့ရှင်အခန်းထဲမှာအလုံးလုံးနေပါတယ်ခေါ်ပေးရမှာ အိုးဒီလိုပါလို့တာလေ မင်းတို့ဒါခေါ်တာလားတိုက်ခဲ့ အိုးအလောက်မစင်းသေးဘူးလေအိုး စမ်းမြင်မင်းဒီတပည့်6ပြားပဲရတဲ့လုပ်ကိုပဲရေကြီးခွန်ကျလုပ်ပြီးရှောက်လုပ်မနေနဲ့ဒီထက်ရေကြီးတဲ့ကိစ္စတွေအများကြီးရှိသေးတယ်မင်းသိလား စမ်းမေဘာဖြစ်နေကြလဲ အိုးဘလို့ပြောလိုက်တာလဲအားနာမကောင်းလိုက်တာဘာလို့ဖြစ်လာဆိုတော့စမ်းမြေကိုနဲ့မှရှင်းပြအောင်လေ ဘာဖြစ်ထားမှာလဲအခုခိုင်းကြောင်လေးလှေကားပေါ်နေပြုတ်ကြပြီးတော့လက်ကျိုးသွားပြီအဲ့ဒါမင်းဒီအရေးမပါတဲ့အလုပ်ကိုလာလုပ်နေပြီးတော့ငါ့တက်မောင်ဂရုမစိုက်လို့ပေါ့မင်းဂရုမစိုက်လို့အခုလိုဖြစ်တာ ဟောဦးရဲ့အဲ့လိုပြောလို့ရှိရင်လဲစမ်းမြေရှင်းလိုက်လာခဲ့မှာပေါ့ကောင်းမှုပြောလဲရတဲ့ဟာကို အေးဒါငါအတက်နိုင်ဆုံးကောင်းကောင်းမွန်မွန်ပြောနေတာမင်းအလုပ်ထွက်ပြီဆိုတော့တခါတည်းပြောခဲ့ မက်ကဒီစမ်းမြေတောင်းဝင်ပါလေနော် ရှာရရတယ် ဟာ သူ့မျိုးသားလေ ကဲတွေ့ပြီမလားမင်းကငါပြောတယ်အဲ့အလုပ်ကိုထွက်ပါလို့ခဏပြောနေတာငါစကားဘယ်တော့မှနားမထောင်ဘူးမင်းသာအိမ်မှာရှိနေမယ်ဆိုရင်ငါညမလေးအခုလိုဖြစ်မှာမဟုတ်ဘူး ကဲပါမောင်ရရဲ့အဲ့လောက်လည်းမပြောမလို့ပါနဲ့စမ်းမိစိတ်မကောင်းဖြစ်နေပါအောင်မယ်ခုလိုဖြစ်ရတာလေအန်ဒီချွေးချောင်းပါကွယ်အန်ဒီချွေးသတိတစ်ချက်လက်သွားလို့တူလေးခုလိုဖြစ်ရတာပါ မပြောလို့ရမလားအန်ဒီထွေးအခုဟာတက်ချိုးတဲ့ကိစ္စမလို့တော်သေးတာပေါ့တော်ကြခေါင်းတွေဘာတွေကိုထိခိုက်သွားတာမျိုးဆိုဘယ်လိုလုပ်မလဲကျွန်တော်ပဲယဉ်ကျိုးရမှာ တူလေးတကူကူဖြစ်သွားလို့ရှိရင်စမ်းမြေလည်းစိတ်ထိခိုက်ရမှာပါဦးရဲ့ပြီးတော့စမ်းမြေလှုပ်ထွက်မှုလည်းပြောရပြီပဲဒီလောက်ကုန်ထွက်မှာပါဒီလိုအချိန်လေးကြားထဲမှာအခုလိုမဖြစ်ရတော့စမ်းမြေလည်းဘယ်တတ်နိုင်မလဲ မင်းအလုပ်ထွက်မဲ့ကိစ္စကဘာဖြစ်လို့လက်ကုန်ကြီးစောင့်နေတာလဲအခုကြည့်ထွက်လိုက်တော့ဘာဖြစ်မှာမလို့လဲမင်းအဲ့အလုပ်ကိုသွားလုပ်နေတာမင်းတော့ဘယ်တော့တိုးတက်ပြီးတော့ကြီးပွားမှာမလို့လဲဓမ္မအန်ဒီထွေးကအသက်ကြီးနေပြီတူလေးကိုအချိန်ပြည့်လှည့်ပြီးတော့ကြည့်နေနိုင်မှာမဟုတ်ဘူးအခုလိုမျိုးငါးညမလေးဖြစ်သွားတာလေအဲ့ဒါမင်းကြောင့် ကဲပါမောင်ရရဲ့စမ်းမေကိုလည်းအဲ့လောက်မပြောပါနဲ့စမ်းမေကမင်းလက်ထပ်ထားတဲ့ဇနီးပါတူအတွက်ငှားထားတဲ့ကလေးရင်းလည်းမဟုတ်ပါဘူးမင်းအဲ့ဒါကိုလည်းသတိရပါအောင် ဟ
ကျွန်တော်သိပါတယ်အရင်ထွေးရဲ့အခုကျွန်တော်ပြောတယ်ဆိုတာနောက်တစ်ခါဒါမျိုးထပ်ပြီးမဖြစ်စေချင်လို့ပြောနေတာနောက်တစ်ခါဒါမျိုးထပ်ပြီးတော့ဖြစ်မှာဆိုလို့ကျွန်တော်ပြောနေတာ ဩဘသူကလည်းဒါမျိုးထပ်ပြီးတော့ဖြစ်စေချင်မှမလဲကွယ်ကဲတော်ကြပါတော့မတူတူလေးလန့်နေပြီကွယ် အရင်ထွေးကိုလည်းကျွန်တော်တစ်ခါတည်းပြောထားမယ်အလုပ်တွေမနိုင်ဘူးဆိုလို့ရှိရင်အလုပ်သမားထပ်ပြီးတော့ငါစန္ဒာတွေကဘာမှအရေးမကြီးဘူးကျွန်တော်ညမလေးကအရေးကြီးဆုံးပဲဒါမျိုးကျွန်တော်နောက်တစ်ခါထပ်ပြီးတော့အဖြစ်မခံနိုင်ဘူးအရင်ထွေး ကြောက်ပါမကြောက်ပါလိမ့်မယ်သမီးရဲ့ သူနားနေလားဟင်ဆမ်းမေကိုခဏလို့ဆမ်းမေမရှိလို့ဖြစ်ရဆမ်းမေဖြစ်တယ်ပါသူပဲနော် သမီးရဲ့စိတ်မကောင်းဖြစ်ပါနဲ့မောင်ကြီးကလေသူညီမနဲ့ပတ်သက်ရင်တစ်ခါအဲ့လိုပဲပြရခတ်တတ်ပါတယ်ဟိုသမီးခေါင်းထဲမှာဘာမှထင်မထားနဲ့နော် သမီးသိပါတယ်အိုးသမီးနားလဲပါတယ်ဒါပေမဲ့သမီးရဲ့အလုပ်ခွင်တဲ့ဒီလာပြီးရှက်ခွဲတာမကောင်းဘူးသမီးရဲ့အလုပ်ရှင်ရောပြီးတော့ customer တွေရောဦးရမ်းလွန်တယ် အန်ဒီထွေးလေးသိပါတယ်ကိုမောင်ကြီးကလေသူညီမနဲ့ပတ်သက်ရင်တဲဟိုတဲလွတ်နေအန်ဒီထွေးလေးစက္ကန့်မလက်တော့ဘယ်ကြည့်နေနိုင်မှမလဲကို ရပါရဲ့အနေထွေးရဲ့ဒီနေ့အစားပြီသူဖြစ်စေချင်တဲ့အတိုင်းနေမယ်သူခိုင်းတာလုပ်မယ်ဇမ်းမေကသူ့အတွက်လူရအသုံးချဖို့ဝယ်ထားတဲ့ရုပ်တရက်ပါ ဟိုအဲ့ဒီလိုတော့မပြောပါနဲ့သမီးရဲ့ဒီမောင်မနဲ့အောက်တက်နေတော့ခက်ပါတယ် သူ့လေဘာဖြစ်လို့လဲ ဘာဖြစ်မှာလဲကွယ်သူအင်းကြီးကိုလေမိဖို့တိုက်တာကျွမ်းသွားလို့တဲ့အဲ့ဒါတောင်းညံ့နေတာ ဟုတ်သားပဲဟိုအမကလည်းမိမှုတိုက်တာများကျွန်းအောင်တိုက်ရတယ်လို့တူတူလေးမုံလေးတော့တိုက်တယ်နော်နောက်ထပ်တက်ထုတ်ဝယ်ပေးမယ်နော်တစ်ထည်မဟုတ်ဘူးနှစ်ထည်ဝယ်ပေးမယ်နော် တုံးနေပဲပဲ သုံးတယ်ဟာဟုတ်ပြီသုံးတယ်ဝယ်ပေးမယ်နော်အဲ့တော့ဘာရောင်လေးဝင်ကောင်းမလဲအပြာလေးလဲလှတယ်အဝါလေးဆိုလဲလှတယ် အနီရောင်ဝင်မယ် ဟာဟုတ်တယ်အနည်းလေးဆိုလိုက်မောတူတူနဲ့လိုက်မော မလီတော့ပါသေးရဲ့ကွယ်စမ်းမေရောက်လာပြီလို့နောက်ဆုံးလွယ် ဟေးခုနကတော့ဘာတွေဖြစ်နေကြရလဲတူတူငိုတဲ့အတန်လဲကြားလိုက်တယ် အော်ဟိုအမမီးကိုတိုက်လိုက်တာတူတူအင်ကြီးမီးကြုံသွားလို့ဟာတူတူကနှမျောပြီးငိုနေတာဘာမှဖြစ်တော့ပါဘူးစမ်းမေချော့လိုက်ပါပြီ တော်ပြီသူ့အင်းကြီးသူ့ကိုမတိုက်ခိုင်းတော့ဘူးစမ်းမေပဲတိုက်ပြီနော်တိုက်ပြီနော်သူ့လိုမျိုးကလေအဲ့လိုအမဲကြီးဖြစ်သွားမတိုက်နဲ့နော်တိုက်ပြီနော်ဒီအင်းကြီးတိုက်ပြီနော် ဟုတ်သားပဲဆမ်မေရဲ့တူတူလေးကတိုက်စီနေတာဆိုတိုက်ပြီးလိုက်ပါတူတူကတော့လေဘာပဲလို့အကုန်လုံးဆမ်မေလုတ်ပြီးမှပဲကျင်းနေတော့တာပဲမင်းမြို့တိုက်တယ်မလားမင်းဘလို့တော့တိုက်တယ်မှာပါကဲတိုက်ပြီးလိုက်အေးနွယ်နီတို့ကလည်းလေဒီအင်ဂျင်တစ်ထည်မြို့တိုက်တာတော့မှပဲကျုံးအောင်တိုက်ရတယ်လို့ဘာတခုမှစိတ်မချဘူးခဲဖဲနေဖဲလိုက်တော့ဆမ်မေတိုက်ပြီးလိုက်နော် တွားလေတွား အဲ့မှာတူတူပဲ ဆမ်းမီလားဆမ်းမီဟိုတူတူလေဒီရင်းကြီးလေးရင်တိုက်ပြီနော်တူတူရေချိုးပေးဝင်မှာတိုက်မလားလောတိုက်ပြီလေရောက်ဒီကတိုက်ထားပြီးမှတူရဲ့ခေါင်းမင်းမာလည်းရှိတယ်ရအရင်တိုက်ထားတော့တူတူရေသားချိုးမယ်နော်
မိဖို့မခံရဘူးဆိုအော်ငုံနေလိုက်တာကြောက်လို့နဲ့တူပါတယ်ကဲသမီးရဲ့ကဲမငုံနဲ့တော့အန်နီထွေးတိုက်ထားလိုက်မယ်နော်တော် ရှာပါအနီထွေးရဲ့တူတူကတိုက်ခိုင်းတော့ဆိုဆမ်းမေစူးစမ်းပြီးတိုက်ပြီးတော့ ဩသမီးရဲ့ तू မသိအောင်လို့အန်နီထွေးတိုက်ထားလိုက်မှာပေါ့တော်သူ့ကိုလေတနေရာမှာသွားပြီးကစားဖို့ခေါ်သွားလိုက်နော်မောင်ကြီးရတယ်လေကိုမိမအကြောင်းကိုဘာမှမသိဘူးမိန့်ပြီးဖို့ပဲတက်တယ်သမီးတော်လိုက်တော့သမီးအန်နီထွေးတိုက်ထားလိုက်မယ်တော်ပါတူတူရလေစမ်းမေကိုကြီးကြနေတယ်နိမနေ့ကအန်ဒီထိုးချက်တယ်နော်စားမကောင်းဘူးဆိုပြီးမနေ့တည်းကကြီးကြနေတာ မရဘူးစမ်းမေချက်တဲ့ဟဲ့ကိုပဲစားချင်တာစမ်းမေပဲချက်ပြီး ဒုက္ခပါပဲတူတူရဲ့ဆမ်းမေကအန်တီထွေးလောက်မှဟိမက်ချက်တတ်တာဆမ်းမေချက်ရင်ပို့ဆုံးပေါ်မှာပေါ့တူတူလေးကလည်း ကဲပါတူတူရဲ့တသက်လုံးအန်ဒီထွေးချက်တာကိုစားလာပြီးတော့အခုမှဘာဖြစ်နေပြန်တာလဲ စမ်းမရလေတူတူလေးကစားနေတယ်ဆိုလို့ချင်းချက်ကျွေးလိုက်လေဘာဖြစ်လို့လဲ ဆမ်းမေကထမင်းဟိမမချက်တတ်တာဆမ်းမေချက်ရင်ပို့ဆုံးပေါ်မှာမလို့ပြောနေရပါ ။ဩမချက်တော့ဘူးဆိုလို့ရှိရင်လည်းအချက်ပြုတ်တင်တာတော့တက်လိုက်ပေါ့။ချက်တာများဘာခက်လို့လဲ။ပြီးတော့ကိုကအိမ်ရှင်မတယောက်ဖြစ်နေပြီလေ။အိမ်ရှင်မဆိုတာချက်တာပြုတ်တော့တော့တတ်ထားတင်တာပဲ။တင်တန်းတော့တက်မယ်ဆိုလို့ရှိရင်ကိုအသည့် chef တယောက်ဖွင့်ထားတဲ့တင်တန်းတစ်ခုရှိတယ်။ဖုန်းဆက်ပေးမယ်လေ။အဲ့မှာတော့တက်လိုက်ကြားလား တက်ဆိုတော့လည်းတက်ရမှာပေါ့တူဆမ်းမေချက်ပြုတ်တင်တဲ့တက်ပြီးမှပဲတူတူချက်ကျွေးမယ်နော် အေးအဲ့ဒါမြေမြေသွားတယ်နော်ဟိုတင်းတက်ပြနေတူတူဟင်းနေရိုက်ချက်ချင်နော်လာအခုခုလာလာဆောင်းမဲလာတော့လာ ။ရောက်ပြီ။အဲ့တဲ့ရတိုက်ရဲ့ဒုတိယတက်မှာမြို့နာမည်စင်းလဲပြီးပြီ။တန်တန်းကြီးတွေပဲလိုအပ်တာတွေအားလုံးလုပ်ပေးထားပြီနော်။ကောက်ကိုသွားလိုက်တော့အပြန်ကြလို့ရှိရင်လည်းလာကြုံမယ်။နောက်ကြလို့ရှိရင်လည်းခါရလို့တော့စောင့်နေ။ဘဲမှလည်းလျှောက်တော့မယ်။ဆရာတင်တာကိုတစ်ခါတည်းတက်အောင်တည်တည်ချင်ချင်တင်တော့ပေါ်ဒီပေါ်ဆာမလုံးနဲ့။ဘာဖြစ်လဲဆိုတော့နောက်ဆိုလို့ရှိရင်တူတူလေးကိုမင်းမဲ့ချက်ကြည့်ရမှာ သိပါတယ် ။တင်ထားစတော့ အေးဘယ်ပြန်တော့ ဟိုနာ
ကဲလမ်းမတက်ဖက်နဲ့ဖေးကိုရှောက်သွားနေတယ်ဟမ်မရှောက်သွားနေရလားဟမ်ဟာဆမ်းမေမင်းဘာတွေလုပ်နေရလဲမင်းဘာသဘောလဲဒီတင်တော့မတက်ချင်လဲမတက်ချင်တဲ့အကြောင်းငါ့ကိုအစတွေကပွင့်ပွင့်လင်းလင်းပြောပါဘာလဲမင်းအခုငါ့ကိုအရွက်တိုက်နေရလားမင်းဘာဖြစ်နေတာလဲ စမ်းမေမတက်ချင်လို့မတက်တာ အေးအဲ့မတက်ချင်ရတဲ့အကြောင်းရင်းကိုပဲငါမေးနေတာဘာဖြစ်လို့အဲ့ဒီတင်တော့မတက်ချင်တာလဲ စမ်းမေထမင်းဟင်းချက်တာဝါသနာမပါဘူး ဘာပြောတယ် ဟုတ်တယ်လေဦးကစမ်းမေဝါသနာပါလားမပါလားတော့မမေးပဲနဲ့အတင်းတက်ခိုင်းနေမှာတော့စမ်းမေဒီလိုနည်းနဲ့ပဲဖြေရှင်းလိုက်တာပေါ့စမ်းမေဦးအိမ်မှာလောက်ရမယ်လို့ကထမင်းဟင်းချက်ရမယ်အလုပ်လားဦးကတထေးပဲဦးငားချင်လို့ရှိရင်ဟိုတယ်ကစဖို့မှုတော့ငားလို့ရနေရပဲအဲ့ဒါကိုစမ်းမေကိုအချိန်ကုန်ခံဝေကုန်ခံပြီးတော့ဘာလို့တင်းတင်းတက်ခိုင်းနေရလဲဆိုတာစမ်းမေစဉ်းစားလို့တော့မရဘူး တော်တော့ဆမ်းမေမင်းဘာဖြစ်လို့ငါ့ကိုပြန်ပြီးတော့ရန်တွေ့နေရလဲမင်းဘာတွေငါ့ကိုမချင်မနှက်ဖြစ်နေရလဲမင်းငါညမလေးကိုမချစ်တော့ဘူးလားဟမ်မင်းတူတူကိုလုံးဝကြည့်လို့မရတော့ဘူးလား တူတူစမ်းမေညီမလေးတယောက်လိုချစ်ပါတယ်ဒါပေမဲ့အခုစမ်းမေကကိုယ့်ဝါတော်ကိုမပိုင်တော့သူလိုခံစားနေရတယ်မိုးလေးကမိုးချောဦးသဘောကြပဲနေခဲ့တယ်ဦးခိုင်းတယ်လို့မို့သွားဆိုသွားလာဆိုလာတယ်အဲ့တော့ခုလိုပြင်ထွက်ရတဲ့အချိန်လေးကိုစမ်းမေရဲ့ကိုယ်ပိုင်အချိန်ဖြစ်အသုံးချကြည့်ခြင်းတယ်အဲ့ဒါပါပဲ ဒါဆိုလို့ရှိရင်မင်းဆိုလို့ချင်တာဒီနေ့ကနေစပြီးတော့ငါခိုင်းရတဲ့မင်းကမလုံနိုင်ဘူးပေါ့